မြန်မာစရန်တမိုင်းမှာမြန်မာစာအမှန်များဆုံးရရှိခဲ့သူ900ကိုတင်သိပါတလားတက္ကသိုလ်ဝန်ထမ်းစာမွဲမှာမြန်မာစာဘာသာရပ်ဟာဂုဏ်ထူးရဖို့တည်းမဟုတ်ပဲအမှတ်80ကျော်ရဖို့ကအခက်အခဲဆုံးဆိုတာအကြောင်းတိုင်းသိကြမှာပါဒါပေမဲ့ဒီလိုမဖြစ်နိုင်ဘူးလို့ထင်ရတဲ့စံချိန်တွေကိုချိုးဖျက်ခဲ့တဲ့နှစ်လိုက်ထိတင်းပါရမီရှင်900ကိုဗုဒ္ဓတာဖြင့်ဖော်ပြပေးကြပါတယ်ပထမဦးစွာဖြင့်2014ခုနှစ်မှာမြန်မာတနိုင်ငံလုံးဒုတိယအမှတ်အများဆုံးဆုရှင်မမေမြတ်နိုးကမြန်မာစာရမှတ်83မှတ်2019ခုနှစ်မှာလည်းမောင်စီတူထက်က84မှတ်အထိစံချိန်တင်ရရှိခဲ့ပါတယ်ဒါတည်းမကသေးပါဘူး2016ခုနှစ်မှာတော့မထရမဲအောင်က85မှတ်ဖြင့်စံချိန်ကိုထပ်မံမြင့်တင်ခဲ့ပါတယ်ဒါဆိုရင်မြန်မာသမိုင်းမှာအမြင့်ဆုံးစံချိန်ရှင်တွေကဘယ်သူတွေဖြစ်မလဲဟုတ်ပါတယ်ရမှတ်86မှတ်အထိရရှိခဲ့တဲ့ပူတွဲစံချိန်တဲ့ဆရာကြီး2ဦးပါသူတို့ကတော့2018ခုနှစ်ကမောင်မိုးရန်ကိုကိုနဲ့2018ခုနှစ်ကမောင်တန့်စင်ထွန်းတို့ပဲဖြစ်ပါတယ်ဒီစံချိန်ကိုဘယ်သူမှအခုချိန်ထိမမီနိုင်သေးပါဘူးမြန်မာစာဘာသာရပ်ဟာစာကုန်းနဲ့ကြပြားတွေကြောင့်အမှတ်ဖြတ်ခံရတဲ့အပြီး86မှတ်ထိရယူနိုင်မှုဆိုတာတကယ်ပဲခက်ခဲလာပါတယ်ဒါကြောင့်ကျွန်တော်ကတော့66မှတ်ထိပဲရရှိခဲ့ပါတယ်တင်တို့ရောမြန်မာစာရပ်မှတ်ကိုဘယ်လောက်ရခဲ့လဲဆိုတော့ကိုမမပြောပြကြအောင်နော်